မြတ်ဗုဒ္ဓဤဘဂဝါဘုန်းတော်အကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးတွင်ခန္ဓာကိုရှိခိုးတော်သခင်ရှင်တော်မြတ်ဗျာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအပြင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားလောကအတိဒုက္ခရာနိဥ္စာအသက်ချင်လက်အင်္ဂါမိတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ဤဟုကျက်တိထဝေ90အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိဋ္ဌာများစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတတေဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတဏ္ဍနာထွက်သောဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထအမိညာထိုရှင်တော်မြတ်ဖရာအားနမောယတိကြောင့်ပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤဘဂဝါခုံတော်ဘုရားဗလာဝင်သူတော်ရှင်များကြီးညိုလေးစားအထာကိုးဝေရဖြစ်တဲ့သက်စွာဘုရားမှာဂုဏ်ရည်မြောက်များစွာရှိတဲ့ထဲကျမ်းဂန်ထဲမှာအများဆုံးဖော်ပြတဲ့ဂုဏ်တော်ကတော့9ပါးအရဟံစတဲ့ဂုဏ်တော်တွေကိုကျမ်းဂန်ထဲမှာနေရာအနှံ့အပြားအချိန်ချင်းဖော်ပြထားတယ်ဆိုလိုတာကဖျားမှန်သမျှဟာဒီလိုရည်ချင်းနေရှိရမယ်လို့ဆိုလိုတာဂေါတမဗုဒ္ဓတဆူတဲ့တင်ဒီရည်ချင်းရှိတာမဟုတ်ဘူးတကယ်ကတော့ရည်ချင်းဆိုတာဟာပုဂ္ဂိုလ်နဲ့တွဲဆက်ထားတဲ့ဒီပုဂ္ဂိုလ်နဲ့တွဲဆက်ပြီးတော့မှတ်သားရတဲ့အရည်ချင်းမျိုးပဲအဲ့တော့ပုဂ္ဂိုလ်ဆိုတာတွေကများစွာရှိတော်လည်းပဲအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်နဲ့အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမတူညီကြဘူးပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေကိုယ်ဝယ်နေကြတဲ့မြတ်ဗုဒ္ဓရဲ့ဂုဏ်ရည်တွေအရည်ချင်းတွေဆိုတာလေးစားလောက်တဲ့အရည်ချင်းဖြစ်မှကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်တွေဖို့ကိုယ်ဝယ်ရာဂျုံနဲ့လောကမှာအရည်ချင်းဆိုတာအလုံးသိကြတဲ့အတိုင်းတုံးနဲ့တူမတူညီကြဘူးမြတ်စွာဘုရားကဒီအရည်ချင်းတွေရလာတာဟာအလွယ်တကူနဲ့ရလာတာမဟုတ်ဘူးအလုံးသိတဲ့အတိုင်းဒီသိချင်းနဲ့ကဘာတသိန်းကာလပတ်လုံးပါရမီ10ပါးအပြား30စတဲ့ဗုဒ္ဓဖြစ်ကြောင်းတရားတွေကိုစွမ်းစွမ်းတမန်ရှင်းပြကြိုးကိုအားထုတ်ခဲ့လို့နှစ်ပေါင်းနဲ့တောင်ပြောလို့မရဘူးကဘာနဲ့ခြေပြီးတော့ပြောရတယ်အဲ့ဒါတော့ကြာအောင်လေ့ကျင့်မှဘုရားသခင်ဖြစ်တယ်ဆိုတာကျင့်တတ်เสียအမှန်တမ်းကောင်းတယ်ပေါ့အချောင်ဘုရားဖြစ်လို့မရနိုင်ဘူးပေါ့မျိုးဆိုရင်လောကမှာအချောင်ဘုရားတွေအများကြီးပေါ်လာအောင်ပေါ့တကယ်ကိုကြိုးစားအထုတ်လို့ဒီလိုအရေးချင်းနေရတယ်ဆိုတာတဘာဝကြတယ်ခရီးခေတ်မှာလည်းပဲ
လူသားတွေတူနဲ့တူအရေးချင်းချင်းကွာခြားတယ်ဆိုတာကြိုးစားအထောက်မှုပေါ်မှာအများအပြားတည်ရှိနေကြပင်ကိုကအရေးချင်းကောင်းတဲ့ပုံမှာကြိုးစားအထောက်မှုပေါ်မှာဒီအရေးချင်းတွေဟာတိုးတက်ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့မတိုးတက်ပဲနဲ့မကြိုးစားပဲနဲ့ရလာတယ်ဆိုတဲ့အရေးချင်းတစ်ခုဟာမှန်ကန်တဲ့အရေးချင်းဖြစ်နိုင်ဖို့မရှိပါဘူးနော်ကတိခေတ်မှာတော့အရေးချင်းတစ်ခုကိုဗာနဲ့သတ်မှတ်နေတော့ဆိုလို့ရှိရင်တော်တော်များများက certificate နဲ့ပဲသတ်မှတ်ကြတာ certificate ကတကယ်တော့အရေးချင်းမဟုတ်ဘူးပေါ့တကယ်အရေးချင်းရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာဒီ certificate နဲ့ဖော်ပြလို့ရနိုင်တာမဟုတ်ဘူးပေါ့ဖော်ပြတဲ့အရေးချင်းဟာလက်မှတ်နဲ့ဖော်ပြတဲ့အရေးချင်းဟာတကယ်အရေးချင်းအစစ်မှန်မဖြစ်နိုင်နော်မဖြစ်နိုင်ဒါကြောင့်မို့လို့မြတ်ဗုဒ္ဓရဲ့အရေးချင်းဆိုတာဟာတကယ်ကိုလေ့ကျင့်ပြီးတော့ကြိုးစားအထောက်ပြီးပါရမီတွေဖြည့်လို့ရတဲ့အရေးချင်းဖြစ်လို့ဖယားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီအရေးချင်းတွေဟာခြေနှက်ဖွယ်ဟာအမှန်တမ်းကောင်းတယ်ပေါ့ဖယားဖြစ်ဖို့ဆိုတာဒီလိုလုံးဝဖယားဖြစ်တယ်ဆိုတာလောကမှာအမှန်တမ်းခြေနှက်စရာကောင်းတယ်အဲ့တော့အရေးချင်းဒီလိုအရေးချင်းပြည့်လာအောင်ဘယ်လိုကြိုးစားရရတယ်ဆိုတာလေလမ်းစဉ်တွေအတိအကျဖော်ပြထားတာဖြစ်သည့်အတွက်ကြောင့်အချောင်ဖြစ်လာတာမဟုတ်ဘူးဆိုတာအမှန်တမ်းထင်ရှားဒါကြောင့်ခွန်ကြီးတို့ဘုရားသာသနာတော်မှာမြတ်ဗုဒ္ဓရဲ့ဒီဉာဏ်တော်ကြီးဂုဏ်တော်ကြီးကိုယုံကြည်အားထားကိုးကွယ်လေးစားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမသိမဖြစ်တဲ့ဘုရားရဲ့အရေးချင်းတွေဒီအရေးချင်းတွေအားလုံးသိကြတဲ့အတိုင်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မာနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိသတ္ထာဒေဝမနုဿနံဘုဒ္ဓောဘဂဝါလို့9ခုတချို့စာပေမှာတော့10ခုလို့ပြောတာလည်းရှိ10ခုလို့ပြောတဲ့အခါမှာအနုတ္တရောနဲ့ပုရိသဓမ္မတာတိကိုခွဲယူပြီးတော့ဖော်ပြတာဖြစ်တယ်တကယ်ကတော့အဲ့ဒီခွဲခြားချက်ဟာဒါဘုန်းကြီးတို့ရဲ့အမြင်ပေါ့လေ opinion ပေါ့ကိုယ်အမြင်နဲ့ပြောမယ်ဆိုရင်အနုတ္တရောနဲ့ပုရိသဓမ္မတာတိဟာမခွဲသင့်ဘူးလို့ပဲစိတ်ထဲမှာမှတ်ထားတယ်ဘာဖြစ်လို့လဲဆိုအနုတ္တရောပုရိသဓမ္မတာတိနဲ့ပတ်သက်တဲ့သုတ်တန်တွေရှိတယ်ပေါ့အဲ့ဒီသုတ်တန်တွေမှာအနုတ္တရောကိုဂုဏ်တစ်ခုပုရိသဓမ္မတာတိကိုဂုဏ်တစ်ခုလို့ဒီလိုခွဲပြီးပြောတာမဟုတ်ဘူးအကယ်၍ပုရိသဓမ္မတာတိတင်ခုံလို့ပြောပြီးအနုတ္တရကဂုဏ်တစ်ခုလို့ယူမယ်ဆိုလို့ရှိရင်သုံးမပုရိသဓမ္မတာတိဆိုတာသုံးမထိုက်သူကိုသုံးမတတ်တယ်ဆိုတဲ့ဒီအတိတ်ပဲလောက်ပဲရအနုတ္တရမပါလို့ရှိရင်အဲ့တော့အနုတ္တရောပုရိသဓမ္မတာတိလို့ပြည့်ပြည့်စုံစုံဆိုလိုက်ရင်တော့သုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမဲ့တဲ့နေရာမှာသူ့ရဲ့တာလွန်တဲ့ပုဂ္ဂိုလ်မရှိဘူးဟောအများဆုံးပုဂ္ဂိုလ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒီခွဲခြားချက်ဟာလည်းတာမန်ပုဂ္ဂိုလ်ရဲ့ခွဲခြားချက်တော့မဟုတ်ဘူးအထက်ကရာရေးသားခဲ့တဲ့ရှင်မာဘုရားဝတ္တကိုယ်တိုင်ခွဲပြီးတော့ဂုဏ်တော်10ပါးဆိုပြီးတော့ပြောခဲ့တာရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုရှင်မာဘုရားဝတ္တတဲ့ပို့ပြီးတော့စွမ်းအားရှိတာပါတော့ဆိုရင်ပိဋကတ်တုံးပုံကပါဠိတော်လေးဟာမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒေသနာတော်ကပို့ပြီးတော့စွမ်းအားရှိရီဖားလုပ်မယ်ဆိုရင်မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကပို့ပြီးတော့ခိုင်မာတယ်လို့ဒီလိုပြောမြတ်စွာဘုရားကေတိတုတ်တံမှာဟောထားတဲ့အခါမှာအနုတ္တရောပုရိသဓမ္မတာတိကိုတပေါင်းနဲ့ပြထားတယ်ပေါ့အဲ့ဒီတုတ်တံအဲ့ဒါကြောင့်မို့လို့ခွဲခြားပြီးပြောတာတနည်းအားဖြင့်ပြောနိုင်တော့လည်းပဲဒီအနုတ္တရောနဲ့ပုရိသဓမ္မတာတိပေါင်းပြီးခုံတော်9ပါးလို့ပြောတာဟာပို့ပြီးတော့ပိဋကတ်တော်နဲ့ပို့ပြီးတော့ကိုက်နေတယ်လို့ဆိုနိုင်ကြရှိတယ်ပေါ့အဲတို့တော့လေအထက်ကရာဆရာကြီးကဘာလို့ခွဲပြောရတာတော့ဆိုတော့ထူးမြတ်တယ်ဆိုတဲ့ဂုဏ်အရေးချင်းတစ်ခုကိုတီးတန့်ထုတ်လုပ်ပြီးတော့ကြီးညိုလေးစားလို့ပြောတာဖြစ်သည့်အတွက်ကြောင့်အထက်ကရာဆရာကိုလည်းပြစ်တင်စရာတော့မရှိပါဘူးကြီးညိုလေးစားမှုကိုအကြောင်းပြုပြီးတော့ပြောတယ်လို့ဆိုလို့ရတယ်ပေါ့ကောင်းပြီဣတိပိသောဘဂဝါဆိုတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဘုရားဘာသာဝင်သူတော်စင်တွေဟာငယ်ငယ်လေးတွေက oral tradition အနေနဲ့မိဘတွေကနှုတ်တိုက်ချပေးလို့ရရှိနေကြတာဖြစ်တယ်ပေါ့
အတိပ္ပယ်မသိတောင်မှပဲဣတိပိသောတို့ရွတ်တတ်နေကြတယ်ပေါ့နော်အဲ့ဒီမှာတတိထားရမယ့်ဟာလေးတစ်ခုကဘာလို့ဆိုဣတိပိသောဘဂဝါဆိုပြီးတော့ဘဂဝါဆိုတဲ့စကားလုံးတစ်ခုနောက်ဆုံးမှာဗုဒ္ဓဘဂဝါဆိုပြီးဘဂဝါတစ်ခုဘဂဝါနှစ်ခုပါတာကိုတတိထားဖို့အဲ့ဒီနှစ်ခုကဘယ်လိုကွဲပြားခြားနားချက်ရှိတယ်လဲလို့ဆိုလို့ရှိရင်အစမှာပါတဲ့ဣတိပိသောဘဂဝါဆိုတဲ့ဟာကမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားဖြစ်လို့နော်အမည်နာမအနေနဲ့ပုဂ္ဂိုလ်ကိုပြောတာဖြစ်သောကြောင့်နာမဝါစကလို့ဆိုရအမည်အနေနဲ့ပြောလိုက်တာအရေးချင်းကိုပြောတာမဟုတ်ဘူးသောဘဂဝါထုံမြတ်စွာဘုရားသည်ဆိုတာအရေးချင်းကိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဒီခုံနဲ့ဆက်နွယ်နေတဲ့အမည်နာမကိုဖော်ထုတ်ပြောဆိုခြင်းသာဖြစ်တယ်ပေါ့ဒီဘဂဝါဆိုတဲ့စကားလုံးကခဏအိန္ဒိယနိုင်ငံကဒီခေဘောကြော်ကြားတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒီစကားလုံးကိုတစ်ခါလေသုံးတာတွေ့ရတယ်နော်ဒီဥပနိရှတ်တို့ဘာလို့ကျမ်းနေမှာခုရေးထားရေးတဲ့အလုံးသိလိုက်ပဲအမေရိကန်နိုင်ငံမှာဒီစာအုပ်တွေထုတ်ဝေလို့ဘုန်းကြီးတို့တောင်စာအုပ်တို့အရင်တော့ဖတ်ရှုဘူးလေပေါ့အဲ့ဒီမှာဥပနိရှတ်ဆိုတဲ့နာမည်နဲ့ရေးတယ်မှာရှရိမတ်ဘဂဝံဆိုတဲ့စာရေးဆရာနာမည်ကသူကဘဂဝံဆိုတဲ့နာမည်ကိုသုံးထားတယ်သူနော်အဲ့ဒီလိုဘဂဝါဆိုတာသူတို့စီမှာတော့လေးစားရတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုသုံးလို့ရှိတဲ့စကားလုံးတစ်ခုလို့ယူဆရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာဣတိပိသောဘဂဝါသောဘဂဝါဆိုတာမြတ်စွာဘုရားရဲ့အမည်နာမတော်ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားလုံးလို့ဒီလိုမှတ်ရတယ်ဗုဒ္ဓဘဂဝါဆိုတဲ့နောက်ဆုံးဘဂဝါကြတော့အရည်ချင်းကိုဖော်ပြတာအဲ့ဒါကြောင့်မို့ဘဂဝါလို့နှစ်ထပ်ပါနေခြင်းဟာတစ်ခုကပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်တစ်ခုကအရည်ချင်းကိုရည်ညွှန်းတယ်လူနဲ့အရည်ချင်းပေါ့ဒီလိုဆိုလိုတာပေါ့နော်လူရဲ့တတ္တိရဲ့ဒီလိုခွဲပြောသလိုပဲပုဂ္ဂိုလ်ရဲ့ဂုံရဲ့အဲ့ဒါလိုခွဲပြောသလိုဒီနေရာမှာဘဂဝါကမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရည်ညွှန်းပြီးတော့နောက်တစ်ခါဘဂဝါကတော့အရည်ချင်းကိုဖော်ပြတယ်လို့ဒီလိုခွဲခြားသတ်မှတ်ပြီးတော့မှတ်သားကြအဲ့တော့ဒီနေ့ပြောမှာမြတ်ဗုဒ္ဓရဲ့ဘဂဝါဂုံတော်လို့ဆိုဒီမှာဗုဒ္ဓဘဂဝါလို့အဆုံးသတ်ထားတဲ့ဘဂဝါဂုံတော်ရဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဘဂဝါနဲ့ပတ်သက်ပြီးတော့ဒီစကားလုံးလေးဖြစ်ပေါ်လာပုံကိုအဓိပ္ပာယ်တွေမျိုးအများကြီးပဲဖွင့်ဆိုထားတယ်သို့တော်ဒီနေ့တော့အဲ့လိုတော့အများကြီးဖွင့်ထားတဲ့အတိုင်းအကုန်လုံးမပြောဘဲနဲ့အရေးကြီးတဲ့ဒီအထက်ကရာမှာအဓိကထားဖွင့်တဲ့အဖွင့်ကလေးလောက်ပဲဘုန်းကြီးတို့မှတ်သားနိုင်ယူကြဖို့ပေါ့။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားရဲ့အရည်ချင်းတွေဟာဘယ်လိုအရည်ချင်းတွေလဲအရဟံဆိုတာကဘယ်လိုအရည်ချင်းလဲသမ္မာသမ္ဗုဒ္ဓကဘယ်လိုအရည်ချင်းလဲဆိုတာဘုရားဘာသာဝင်သူတော်စင်တွေဟာသိတဲ့သိတတ်တယ်ပေါ့။အလေးနဲ့ထားပြီးတော့သိကြဘုရားနုဒတိဘာဝနာပွားများအထောက်ပြီးဆိုတဲ့အခါမှာဒီအရည်ချင်းကိုပဲအာရုံပြုကြရတာဖြစ်တယ်။အဲ့ဒီအရည်ချင်းကိုလေးလေးနက်နက်နားလည်ပြီးတော့ဒီအရည်ချင်းကိုသိရှိသဘောပေါက်မှသာလေဘုရားနုဒတိခုံတော်ရဲ့စွမ်းအားတွေဟာပို့ပြီးတော့မြင်ပါလားဒီဒါကြောင့်မို့ဘုရားနုဒတိဆိုတာမြတ်စွာဘုရားဟာဒီအရည်ချင်းတွေနဲ့တကယ်ရှိသည့်အတွက်ကြောင့်ကမ္မဋ္ဌာန်းဘာဝနာအနေနဲ့အာရုံပြုလို့ရတကယ်အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အရည်ချင်းလောက်ကျန်ထားတဲ့အရည်ချင်းတစ်ခုကိုသွားပြီးတော့အာရုံပြုမယ်ဆိုရင်အကျိုးဖြစ်ထွန်းမှုမရှိနိုင်တကယ်အရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တကယ်အရည်ချင်းရှိတယ်ဆိုမှလွဲမှားမှုမရှိဘဲနဲ့အကျိုးဆိုတာဖြစ်ထွန်းလာနိုင်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဟာဒီအရည်ချင်းတွေရှိတယ်ဆိုတာသိရှိထားတကယ်လဲစစ်မှန်တဲ့အရည်ချင်းရှိတာဖြစ်သောကြောင့်မြတ်ဗုဒ္ဓရဲ့အရည်ချင်းတွေကိုခုံရည်တွေကိုအာရုံပြုပြီးတော့မိမိရဲ့စိတ်နှလုံးဟာတည်ငြိမ်စွာထားနိုင်မယ်ဆိုလို့ရှိရင်ကြီးမားတဲ့ကုသိုလ်တရားဖြစ်ပွားနိုင်တယ်လို့ဒီလိုဆိုတာအဲ့တော့ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုတဲ့နေရာမှာရည်ရွယ်ချက်နှစ်ခုရှိတယ်ရည်ရွယ်ချက်နှစ်ခုရှိတယ်တစ်ခုကဘာအတွက်လဲလို့ဆိုလို့ရှိရင်စိတ်ကြည်နူးမှုအတွက်လောကဟာလူတွေမှာစိတ်ကြည်နူးနေပြီဆိုလို့ရှိရင်ထိုကြည်နူးတဲ့စိတ်ကိုဒီအားတရားအနေနဲ့အသုံးပြုပြီးတော့
အသိဉာဏ်ဖွံ့ဖြိုးအောင်လုပ်လို့ရစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တရားကိုဘယ်လိုလုပ်မှအသိဉာဏ်မဖြစ်နိုင်ဘူးလေအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုလိုက်လို့စိတ်တွေဟာကြည်နူးလာတယ်ဆိုရင်သူ့ရဲ့ခေါင်းထဲမှာလည်းအကြံကောင်းဉာဏ်ကောင်းတွေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုခြင်းအပြင်စိတ်ရဲ့ကြည်နူးမှုတွေကိုရရှိနိုင်တယ်ကြည်နူးမှုရရှိလာတဲ့စိတ်ကလေးကိုအသုံးချလိုက်လို့ရှိရင်အဲ့ဒီထဲမှာတမာတိစွမ်းအားတွေပညာစွမ်းအားတွေပြိုးပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်ပညာလည်းပဲကြီးမားမြင့်မြတ်ထက်မြက်လာမယ်တမာတိကလည်းပဲထူးချွန်ထက်မြက်လာဒီလိုဆိုလိုတာပေါ့နော်ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်ပဋိကားချက်တစ်ချက်ကိုရေးတော့မယ်ဆိုလို့ရှိရင်ပဋိကားချက်ရေးမဲ့ဒီကားချက်ကြီးတစ်ခုပဋိယုတ်ရေးမဲ့ကားချက်ကြီးတစ်ခုဟာတန့်စင်နေဖို့လိုတယ်ညစ်ပေးနေလို့ရှိရင်တော့ဒီဆေးချယ်တဲ့အခါမှာလှပမှုဖြစ်မှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဂုဏ်အရေးချင်းတွေကိုပွားများအားထုတ်ခြင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကိုလည်းပဲရှေးဥစွာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့တန်ရှင်းစင်ကြယ်မှုဆိုတာတွေကလိုအပ်တယ်။နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်မြတ်စွာဘုရားဂုဏ်တော်နဲ့ဆေးကြောတန်ရှင်းလိုက်လို့တန်ရှင်းသွားတဲ့လူရဲ့ဒီတမာတိစွမ်းအားတွေပညာစွမ်းအားတွေဟာထက်မြက်လာသည့်အတွက်ကြောင့်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်ရင်လည်းလွယ်လွယ်ကူအောင်မြင်ပေါက်ရောက်သွားနိုင်တယ်လို့ဒီလိုဆိုဘယ်အချက်ပဲဖြစ်ဖြစ်လုပ်เสียလောက်ကင်ရှိတယ်ဘုရားကုံကိုအာရုံပြုလိုက်မယ်ပြုပြီးတော့စိတ်ဓာတ်တွေအင်အားတွေတက်လာပြီဆိုတော့မှကိုလုပ်เสียကိုဆက်လုပ်မယ်ဆိုရင်ကြည်နူးเสียကောင်းမှာပေါ့ဒါပေမဲ့လို့ခဏခေတ်ကလူတွေကတချို့စာရေးဆရာတွေကအရက်ကလေးတောက်ပြီးတော့စာရေးသူကအသိဉာဏ်တွေပွင့်ပြိုးတယ်လို့သူတို့ပြောကြတယ်ရေးတာကိုကြားဘူးအဲ့တော့သူတို့ရတဲ့အသိဉာဏ်ဆိုတာကဘာတော့ဆိုဖေတော်မောင်တော်အသိဉာဏ်တွေပဲဗျအဲ့ဒါမျိုးလားလေလောကမှာမြင်မြင်ဆုံးအကြမ်းမကြားခြင်းအဆုံးဖြစ်နေတဲ့လောကလူသားတွေရဲ့အကြောင်းကိုရေးတာဖြစ်တော့အဲ့ဒီဟာအတွက်ကတော့အသိဉာဏ်ရလို့မဟုတ်ဘူးပေါ့စိတ်ရွှင်လာတာကိုပဲဒီလိုရည်ညွှန်းတာနဲ့တူတယ်ဉာဏ်ထွက်တာတော့မဟုတ်နိုင်ဘူးနော်ဉာဏ်ဖြစ်တာတော့မဟုတ်နိုင်ချို့ကအရက်ကလေးတောက်ပြီးမှလုံးမပို့ပြီးတော့ဉာဏ်ရွှင်တယ်လို့ထင်ရတယ်ပေါ့နော်အဲ့တော့အခုလိုတရားဓမ္မအားထုတ်တာကြတော့အရက်ကလေးသွားတောက်မိသွားရင်တော့အဲ့တော့တရားဓမ္မနဲ့ဝေးသွားမှာပဲသိကြတယ်မှန်ကန်တဲ့အမြင်တစ်ခုကိုရဖို့ဆိုမှဖြစ်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဂုဏ်တော်ကိုပွားထုတ်ခြင်းအားဖြင့်လူတွေရဲ့အသိဉာဏ်ရှင်လန်းတက်ကြွလာနိုင်တယ်ဒါကရည်ရွယ်ချက်တစ်ခုလို့ဒီလိုပြောနောက်တစ်ခုကတော့ရှင်လန်းတက်ကြွလာပြီးတဲ့နောက်မှာဒီဘဝကောင်းကျိုးနောက်ဘဝကောင်းကျိုးတွေဆက်ပြီးလုပ်လို့ရတယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်ဝိပဿနာအထုတ်ဖို့အတွက်ဝိပဿနာဉာဏ်ရင့်တန်ဖို့အတွက်လည်းမြတ်စွာဘုရားခုံတော်ကိုဝါထုံပြရမယ်လို့ဒီလိုဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားဂုဏ်ကြီးကိုအာရုံပြုလိုက်တာနဲ့တရားစွမ်းအားတွေကတက်လာ။တရားစွမ်းအားနဲ့ညီမျှစွာပဲဟုတ်လားဝိရိယတို့တတိတို့သမာဓိတို့ပညာတို့ဆိုတာဒါတွေလည်းထက်မြက်ပြီးတော့လာတတ်တယ်။အဲ့တော့မြတ်စွာဘုရားဂုဏ်ကိုအာရုံပြုခြင်းအားဖြင့်ဆေးကြောလိုက်တဲ့အသိဉာဏ်နဲ့ရှုမှတ်လိုက်တဲ့ဝိပဿနာဉာဏ်ဟာပို့ပြီးစူးစူးရှာရှာထက်ထက်မြက်မြက်အောင်အောင်မြင်မြင်ဖြစ်နိုင်တယ်လို့ဆိုတာဒါကြောင့်မို့စာပေကျမ်းဂန်မှာပြောထားတယ်ဘုရားနုတ္တိပွားနာပွားတာဟာရည်ရွယ်ချက်နှစ်ခုရှိတယ်တစ်ခုကတော့စိတ်ကြည်နူးဝမ်းသာမှုနော်စိတ်ဓာတ်ရှင်လန်းမှုအတွက်ပွားများအထောက်ရမယ်နောက်တစ်ခုကတော့ဝိပဿနာရင့်တန်ဖွံ့ဖြိုးဖို့အတွက်ဘုရားနုတ္တိပွားများအထောက်ရမယ်ဒီနှစ်ခုမှတ်သားထားကြပါနော်အဲ့တော့အခုလိုဘယ်အတွက်ပဲရည်စူးဘုရားနုတ္တိကိုပွားများအထောက်ခြင်းအဖြစ်စွမ်းအားတွေတက်လာတယ်စွမ်းအားတွေတက်လာအဲ့တော့မြတ်စွာဘုရားရဲ့ဒီဣတိပိတောဘဂဝါဆိုတဲ့ခုံတော်၉ပါးမှာပါတယ်နောက်ဆုံးဘုဒ္ဓဘဂဝါရဲ့အရေးချင်းစာပေကျမ်းကနေမှာဘယ်လိုဖော်ပြတော့ဆိုတာတမန်အားဖြင့်သောဘဂဝါဣတိပိသောဘဂဝါမှာပထမဘဂဝါရဲ့အဓိပ္ပာယ်ခုနကပြောခဲ့တဲ့အတိုင်းပဲပုဂ္ဂိုလ်ရည်ညွှန်းတယ်ဒါကြောင့်မို့ထက္ကရာဆရာတွေကဘယ်လိုဖွင့်လို့ဆိုဘဂဝါတိဂရုဘဂဝါဆိုတာဂရုအခုခေတ်စကားလုံးနဲ့ကြတော့ဂရုလို့လည်းရှိတယ်ဂုရုလို့လည်းရှိ
အဲ့တော့အခုခေတ်တွင်းနေတဲ့စကားလုံးကအင်္ဂလိပ်ဗီဒန်ထဲမှာတောင်ဂုရုလို့ပါသွားပြီနော်နောက် modern English တွေမှာဆိုလို့ရှိရင်ဂုရုဆိုတဲ့အိန္ဒိယစကားလုံးကိုအင်္ဂလိပ်ဗီဒန်ထဲမှာထည့်သွင်းထားပြီပေါ့ဒီတကယ်ဆရာကြီးပေါ့တက္ကရာဆရာတွေကဘဂဝါဆိုတာဘာကိုပြောတာလဲဘဂဝါတိဂုရုဘဂဝါဆိုတာလောကလူသားတွေအားလုံးကလေးစားရတဲ့တကယ်လေးအလေးပြုအပ်တဲ့ဆရာပဲလို့ဒီအဓိပ္ပာယ်ကိုဖွင့်ဆိုတယ်ကရုံဟိလောကေဘဂဝါတိဩသန္တိလောကလူတွေရဲ့အသုံးအနှုန်းမှာတကယ်အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ကိုဂုရုအိန္ဒိယနိုင်ငံမှာဆိုရင်ဂုရုကြီးနဲ့ခေါ်ကြတယ်လေလေးစားရတဲ့ပုဂ္ဂိုလ်ဂုရုကြီးလို့ခေါ်ကြီးကဗမာကြီးတော့မဟုတ်ဘူးအိန္ဒိယကြီးဆိုတာ GI နဲ့ရေးတဲ့ကြီးနော်သို့တော့ဗမာတွေကတော့ဂုရုကြီးလို့ဆရာတော်ကြီးလို့ဆိုတဲ့ကြီးကဗမာကတော့ကာကြီးရရင်ကြီးလုံးကြီးတင်ဆံကကြီးတဲ့အကြီးဖြစ်နေတယ်နော်အဲ့တော့အိန္ဒိယကြီးဆိုတာလေးစားအပ်တဲ့ပုဂ္ဂိုလ်အနေနဲ့ခေါ်တယ်ဆရာဆိုတဲ့အဓိပ္ပာယ်ရတဲ့ထမရဲ့သူတို့ကပြောလို့ရှိရင်ကြီးနဲ့ပြောလို့ရှိတယ်ဆာဆိုတဲ့စကားလုံးအစားဂန္ဒီကြီးလို့လည်းခေါ်ကြတာရှိတယ်လေအဲ့တော့ဗမာလိုကြီးမဟုတ်ဘူးသူတို့က GI ကြီးဂန္ဒီကြီးဂုရုကြီးဆိုတာအဲ့ဒီအလားတဲ့ကြီးနော်ဗမာကြီးနဲ့မတူဘူးလို့မှတ်ထားတယ်နိုးဆိုစကားလုံးကြီးကရောနေတော့ဟုတ်ဒီဟာပဲအောင်းမိတ်နေတတ်တယ်အိန္ဒိယသွားလို့ရှိရင်အသက်အရွယ်ကြီးတဲ့ဘုန်းကြီးတွေဆိုရင်ဗန္ဒီကြီးလို့ခေါ်တယ်လေအဲ့ဒီကြီးကအခုလိုလေးစားတဲ့စကားလုံးအနေနဲ့ခေါ်တာနော်အသက်အရွယ်ကြီးတဲ့အဖိုးကြီးကြတော့အဲ့ဒါအသက်ကြီးလို့ခေါ်တာဖိုးကြီးအဲ့ဒီကြီးမဟုတ်ဘူးလို့မှတ်ထားတယ်ဟုတ်ပြီအဲ့ဒီမှာဘဂဝါတိကရုဟိလောကေဘဂဝါတိဩသန္တိလောကမှာလေးစားအပ်တဲ့ပုဂ္ဂိုလ်ကိုဘဂဝါလို့ဒီလိုခေါ်လေးရှိကြပါတယ်လို့ထေရဆရာဖွင့်ပြထားတယ်အဲ့တော့မြတ်စွာဘုရားကိုဘဂဝါဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့တော်တော်များများဘာသာပြန်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြန်လို့ဆို the blessed one လို့ဒီလိုဘာသာပြန်တယ် blessed ဆိုတာ blessing ပေးအပ်တဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးရပုံရအဲ့တော့မြတ်စွာဘုရားကဘယ်သူမှသူ့ကို blessing ပေးထတာလည်းမရှိဘူးပုဂ္ဂိုလ်အနေနဲ့ blessing ပေးရမရှိဘူးရည်ရွယ်မယ်ဆိုရင်ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်ကို blessing ပေးတယ်ဆိုရင်တော့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ခုနလိုဖရာတဲ့ကြီးတဲ့သာဝရဘုရားကြီးကနေ blessing ပေးတယ်ဆိုရင်တော့ဒါအဓိပ္ပာယ်မရှိဘူးမြတ်စွာဘုရားကြီးတဲ့ဖရာသခင်တော်မရှိဘူးနော်အဲ့တော့လောကမှာလွဲမှားစရာတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မလို့ဘဂဝါဆိုတဲ့စကားလုံးကိုဘုရားဘာသာအဖွင့်ဆိုတာဖွင့်ဆိုချက်တွေနဲ့ညီအောင်အင်္ဂလိပ်လိုဘာသာပြန်ရင် the great teacher လို့ပဲပြန်တယ်ပေါ့နော် the great guru ကြီးပေါ့ဂုရုကြီးလိုပဲပြန်တယ်ပေါ့တကယ်လေးစားတဲ့ဆရာသမားကြီးဒါကြောင့်မို့လောကမှာလေးစားတဲ့ပုဂ္ဂိုလ်တွေကိုဒါလဲဘဂဝါလို့ခေါ်တယ်လို့ဒီလိုဆိုခဲ့တာနော်ဒီလိုဆိုခဲ့တော့စာပေကျမ်းကမှာဘယ်လိုပြောတော့ဆိုတက္ကရာဆရာကအဓိပ္ပာယ်ဖွင့်ဆိုရင်ပြောတာဒီဘဂဝါဆိုတဲ့စကားလုံးဟာတဲ့ခုနဝိတိဋ္ဌသဗ္ဗတတ္တုတ္တမဂရုကရဝါဓိဝဆနမေတ္တံဘဂဝါဆိုတဲ့စကားလုံးဟာဒီခုနဝိတိဋ္ဌအရေးချင်းကအလုံးကိုထူးခြားတယ်တာမန်ပုဂ္ဂိုလ်တွေမမီတဲ့အရေးချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သဗ္ဗတတ္တုတ္တမတရဝအားလုံးနဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒီအရေးချင်းတွေကအလွန်ထူးခြားပြီးတော့အရေးချင်းတွေထူးခြားသောကြောင့်တရဝအားလုံးနဲ့မြတ်တယ်တခြားကြောင့်မြတ်တာမဟုတ်ဘူးဥပမာဘယင်သားဖြစ်လို့မြတ်တာမဟုတ်ဘူးယာရုကြီးလို့မြတ်တာမဟုတ်ဘူးနော်ပတ်စံချမ်းသာလို့မြတ်တာမဟုတ်ဘူးသူမြတ်တာဘာကြောင့်မြတ်လဲခုနဝိတိဋ္ဌာထူးခြားတဲ့အရေးချင်းတွေဂုဏ်အရေးချင်းတွေရှိလို့မြတ်တယ်အားလုံးနဲ့မြတ်တယ်အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုတလေးတစားသုံးဆွဲတဲ့စကားလုံးမှာလို့ဒီလိုရှင်းညွှန်းတယ်နော်ဒါလည်းအလွန်အဓိပ္ပာယ်ရှိတဲ့စကားနော်တလေးတစားသုံးဆွဲထားတဲ့စကားလုံးပဲဖြစ်တယ်လို့ဒီလိုဆိုတော့ဒါကြောင့်ဘဂဝါတိဝဆနံတိဋ္ဌံဘဂဝါဆိုတဲ့စကားလုံးဟာအလွန်အဆင့်မြင့်တဲ့စကားလုံးဖြစ်တယ်ဘဂဝါဝဆနမௌဒ္ဓံဘဂဝါဆိုတဲ့စကားလုံးဟာမြင့်မြတ်ဆုံးသောစကားလုံးတစ်ခုဖြစ်တယ်
Guru Garwa Yododo, Bakawa, Dinawasati. Later at the Yishin in the Shini de Bugu. Later at the Yishin she de Buguma, Bakawa local denebo. Taman Name met I on the Bagua Kodemu, the Yishin de Bugu, Yola and Koyame, Dilo, Tamachati, Pobyatara, alone David sheet, no? Da Bagawa so there's a lonely, but the Bugu in your neck, G. David, Mada. Doctor Dibagawa Sore Sagaloma to Amina Mabeko. Amina Ma need a biome solution. P. Pagawa Sore, Amina Ma, Yashi de Bugu, Pacha, Pagawa Sore, Amina Ma, Yavale. The two Amiyavonia, Mumuside. A Brendango Gibido, Miyara Shide, the Chujaro. The Atainda the Ku, Gibu, Miyara Shide. Chini de Yago, Jambu Biro, or Miyara Shidebo. Tiniama, yes, the Bagawa Sore, Amiha. Kuna Nemedica Sora. A Yichin Sorago, Jambu Biro, Yare Name Sora, Musi de Mola. Amira Metare Nameshide, Pia Metare Nameshide, Amia Kore Nameshide. Yes, of Yago, Bagawalu Koraha. Edilu, Amia Bede Namela, a P. Bede Namela, Tomo Swimmu Sena, Kore Namela. No longer Ludariga Kojara, so Mahu, Tekuma Mahu food. Edilu, a P. Bede Namel Mahu food. Yes, of Yaya Launoha. Parvi Pitchin Bido, Pia Long Jilalu, now so in Chema. The Diarma Jinja Joko Atobi, a mean so, a Dinya Chinde. A mean so, Dinya. Kilida Alunga, Loan Lutomi, Alwari, Alun Konkandore, Adokea Lokore. Wimo Kantika. A Ratamanian, Chippy de Nama, Ratafo, a Jew, Dinyango Yalata, the Jaile. Dinameha, Luri or Yapa, and the Suri. Dinameha, Piapilaitane, Yapa and Namelu. Amia Bira Lemo, Pia Bira Lemo, Amia, Ko Yare Namelem, Hovu, Shendari Bodra, Gorana, Janana, Shindia, Bagoa Sore Namenitan. Hobby, Bagoa Sore, Aminaman, and Padabiro. Tobagoa, too. Yes, of Yadi, sir. Yes, of Yaya, Amina Mao, don't that be the Pobia, the Sagaloe, take it. Podo Pakawa Eddie Bagawa Jaro, Yi Chengu, a teacher. Poko, the Mapata, Yi Chengu, Tata Pobia. Eddie Yi Chengu Pobia Jaro. Pacha, yes, of Yaha, Pakawa, so Yi Chen, Koyi, go Yadale, Sura. Edina, Chetty. Pobyatara sheet. But a man check out Pal Eliso Paka Sure Segaloma, Pagu Pobyatale Paka Sure Segaloma E Bonkan Barmi Bonkan Barmi Alamo Paka look horrible, no? Eddie Paka Sura, Behagu Piora Lelo. Solution. Yes, of Yaha, Bagawa, look, Palu Koya, the Lelusi. Late in Chine, Kavada de Galabalo. Lokama, the Atoti Yao. Logo Dradiane, Yezo Sin Yao. Loka Chana, Logo Chana Lusure, Dukari, Pizwan Nine, Tana, Tila Sare, Parvi Seva, Abia Donse, Eradigo, Tuti Yao. Chindongere, Eri Chindongere, Parvi Diarodi, Pacalo Koi. Eri Parvi Diarodi, Chindomi Piti, Pacaso, Parvi Yicheni, Piviwa, Shide Pogo Fidoja, Pagawa. Erodaro, Pipagas, Pagawalu, Koyajin, Jaha, a Jaume Koyada Mahobu, a Gulu, Tana Tila Sare. Parvi Seva, Piadon Zeha, Dua Pivi Wawa, Tutti Yalditi, Chindong get a book of Chilu, Pagawa, low Kora Chidabo.
အဲ့ဒါကြောင့်မို့လို့ဒီနံပါတ်1အဓိပ္ပာယ်ကိုအဲ့လိုမှတ်ရလောကီလောကုတ္တရာချမ်းသာဒုက္ခအားလုံးကိုပေးစွမ်းနိုင်တဲ့အထွတ်ထိပ်ရောက်အောင်ကုသိုလ်တရားကိုစီးပူးအားထုတ်ခဲ့လို့ဘဂဝါလို့ခေါ်တယ်ဒီအဓိပ္ပာယ်ကိုယူပါနော်ထွတ်ထိပ်ရောက်အားထုတ်ခဲ့သည့်အတွက်ကြောင့်ဘဂဝါလို့ခေါ်တယ်နောက်တစ်ခုကျတော့ဘဂဝါဆိုတဲ့စကားလုံးနဲ့အဓိပ္ပာယ်သူယူထားပြီးတော့ဘဂဝါဒီလိုအထွတ်ထိပ်ရောက်တာဟာကောင်းတာတစ်ခုတည်းနဲ့အထွတ်ထိပ်ရောက်နိုင်တာမဟုတ်ဘူးမကောင်းတာတွေအလုံးကိုလည်းဖယ်ရှားပြီးတဲ့ဖြစ်ရတယ်လောကမှာအဆိုးနဲ့အကောင်းဆိုတာတွန်တွဲနေတယ်လေတွန်တွဲနေတော့အဆိုးတွေကိုဘယ်လောက်ထိအောင်ဖယ်ရှားပြစ်နိုင်သလဲဆိုတဲ့မူပေါ်မှာလဲမူတည်တယ်လောကမှာအကောင်းဆိုဒီမှာအဆိုးတွေကင်းတဲ့အကောင်းမှအကောင်းလို့ခေါ်လို့ရမှာပေါ့ပြီးတော့အဆိုးတွေနဲ့ရောနေလို့ရှိရင်အကောင်းလို့ခေါ်ဖို့မရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားဟာကိလေသာဆိုတဲ့စိတ်ရဲ့အငြိအကျေးတွေအဆိုးတရားတွေအလုံးကိုဖယ်ရှားပြီးဖြစ်နေတယ်ပေါ့အဲ့ဒီအဆိုးတရားတွေအလုံးကိုချိုးဖျက်ဖယ်ရှားပြီးဖြစ်သောကြောင့်လေဘဂဝါလို့ခေါ်တယ်ဒါအဆိုးဘက်ကကြည့်တာနော်အဆိုးဘက်ကကြည့်တာနောက်တစ်ခုပြောမယ်ဆိုရင်အဲ့ဒီအဆိုးထဲမှာလောကမှာဖယ်ရှားဖို့ရခက်ခဲတဲ့မာရလို့ဆိုတဲ့လူကိုဒုက္ခပေးနိုင်တဲ့မန်၅ပါးပေါ့နော်မာရဆိုတာမနတ်တစ်ခုတည်းကိုပြောတာမဟုတ်မနတ်တစ်ခုမနတ်အပါဝင်အလုံးကြားဦးကြလိမ့်မယ်မန်၅ပါးကိုအောင်တော်မူတယ်ဆိုအဲ့ဒီမန်ကမာရဆိုတဲ့မန်အဲ့ဒီမာရဆိုတဲ့မန်၅ပါးကိုပယ်တယ်လို့ဆိုတာဘယ်ဟာလဲလို့ဆိုလူတွေရဲ့စိတ်အစဉ်ထဲမှာစိတ်ကိုလည်းပူလောင်စေတယ်စိတ်ကိုလည်းညှဉ်းနှွမ်းအောင်လုပ်တယ်စိတ်ကိုဒုက္ခပေးနေတာစိတ်မဟုတ်ဘူးစိတ်ကိုဒုက္ခပေးနေတာဟာတွေကကိလေသာတွေတာဖြစ်တယ်နော်လူတွေကပြောကြတယ်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုစိတ်ကတော့ညစ်တာမဟုတ်ဘူးစိတ်ထဲမှာအညစ်တွေရှိနေတာကိုဆိုလိုတယ်အဲ့တော့စိတ်ညစ်တာနဲ့စိတ်နဲ့အညစ်ကိုခွဲထုတ်လိုက်အဝတ်ကြီးကပေးနေတယ်လို့ပြောရင်အဝတ်နဲ့ပေးတာနဲ့ခွဲထုတ်လို့ရတယ်မဟုတ်လားနော်ကိုဝတ်ထားတဲ့အဝတ်စားတစ်ခုသို့မဟုတ်ကိုယ်ခန္ဓာကိုယ်မှာပေးရည်နေတယ်ညစ်ပေနေတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ညစ်ပေနေတဲ့ဟာခွဲလို့ရတယ်လေထို့တူပဲစိတ်ညစ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့ညစ်တာနှစ်ခုခွဲထုတ်လိုက်ပြီးတော့အဲ့ဒီကိလေသာဆိုတာအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုပြောတာ mental impurity သို့မဟုတ် mental defilement လို့ဘာသာပြန်အဲ့ဒီ mental defilement လို့ဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိလေသာတွေကိုမြတ်စွာဘုရားအလုံးရှင်းပြလိုက်ပြီဒါကြောင့်မို့ဘဂဝါလို့ခေါ်တယ်အကယ်၍ကိရိတာတွေရှင်းပြတာကျမ်းနေသေးတယ်ဆိုရင်ဘဂဝါလို့ခေါ်တယ်ဒါဖြင့်မေးရရှိတယ်ရှင်သာရိပုတ္တရာစတဲ့ယဟန္တာတွေတို့ပိစိကဗုဒ္ဓတွေတို့ရောဘဂဝါလို့ခေါ်နိုင်သလားလို့ဆိုတော့သူတို့ကတော့ရှင်းတော့ရှင်းတယ်ဒါပေမဲ့မကုန်ဘူးဆိုဒီမှာတတ္တိကြံရစ်တယ်ဝါဒနာကြံနော်ကိရိတာအနေနဲ့ကိုယ်အောင်ရှင်းတော့လေကိရိတာရဲ့အငွေ့အသက်ကလေးတွေကျန်နေသေးတယ်ယဟန္တာတွေမှာယဟန္တာပုဂ္ဂိုလ်တွေမှာကိရိတာရဲ့အငွေ့အသက်ကလေးတွေကျန်နေသည့်အတွက်ကြောင့်သူတို့ဘဂဝါလို့ခေါ်လို့မရဘူးမြတ်စွာဘုရားကကိရိတာတွေကိုပယ်တယ်ဆိုတာအငွေ့အသက်ပါမကြံအောင်လုံးဝရှင်းတာအဲ့တော့ရှင်းနေခြင်းနဲ့မတူဘူးလို့ဒီလိုမှတ်သားနော်မြတ်စွာဘုရားရဲ့အရဟတမေကကိလေသာကိုဖယ်ရှားတဲ့အခါမှာအငွေ့အသက်ပါမကြံအောင်ဖယ်ရှားတယ်ဝါဒနာဆိုတာအငွေ့အသက်ဘီယာပလင်းတစ်ခုဘီယာထည့်ထားတဲ့ပလင်းဘီယာတွေကုန်လိုက်ပြီမဲ့လို့ဘာကြမ်းနေရလဲအနှံ့ကြံနေတာပေါ့အဲ့ဒါလိုပဲယဟနာပုဂ္ဂိုလ်တွေမှာကိလေသာကိုဖယ်လိုက်တဲ့အခါဘာကြမ်းနေသေးတုံးဆိုကိလေသာရဲ့အငွေ့အသက်လေးတွေကြမ်းနေသေးတယ်ဒီလိုဆိုလို့တယ်နော်အဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒီလိုအငွေ့သက်ထီအောင်မကြံတော့ဘူးအနံ့ကိုလုံးဝမကြံတော့လောက်အောင်ရှင်းပြလို့မြတ်စွာဘုရားသည်ကိလေသာကိုဖယ်ရှားတဲ့နေရာမှာတခြားပုဂ္ဂိုလ်တွေနဲ့ထူးချွန်တယ်လို့ဒီလိုပြောမှာဒါကြောင့်မို့ဘဂဝါလို့ခေါ်လိုက်တယ်လို့ဒီလိုပြောတယ်အဲ့ဒါကိလေသာဆိုတာမာရတစ်ခုပဲဖြည့်ဆည်းတယ်ခုံရည်ချင်းတွေကိုဖြည့်ဆည်းပြတတ်တယ်ဒါကြောင့်မို့မာရဟောနောက်တစ်ခုကဘာလို့ဆိုရင်ခန္ဓာ၅ပါးလည်းမာရပဲခန္ဓာ၅ပါးကျတော့ဘာကြောင့်မာရခေါ်လို့ဆိုရင်
Tarawari who tata, dunya la tata, mohu kanangava tata. No? Tadamu Yasavya, Totally Yata, Yoti, Vedana, Dinyari, Dinkarari, Marari, Pajan say, Tuganivio, Tata. Tuga durin, Tira, Mohu, Tumyago, Tata. Umabe, Naloya Dore say, Naloma Dua durin, Tira, Mohu, Janariva, Gonkodorani, Agonde Dora. The Kugu. The Kupia Siga and Janari Kupia Sea like that. Tajamu, Poido de Yata, Kanangava, Mara Lucore. Eri Mara so the Kanaguleve, Nesaviaha, Joundiari, who petted Liaji, a Joundiari, who not a Kana Chisive, Joundiari, who Pejaji, the Kanda Mara Suraule, John Juan Nangere, Pepsi Nangere, Tajamu, Nesavia, Bukawa, Lucor. Dale Janaku. No? Another could be almost a bit in Kara. Bit in Kara, why you do, Tisabio, Panzan, Ya. Candiari. Every Candiari will have yes of Ya. Kitida will shin like Chan, Candiari will shimmy that people. The Candiari, yes of Yatanama, a Jupin and some Shiromu, Alo, Chonedo. Tadamu. Candiari sent a Pipito, Candiaria, Jupini was changing from Antabi Deja on my way. Any day Jindiago, people in the Evident Harasso, Candiari will live in Yasavia. They named Sivi that is all Pukawalo to the court. Or Mangava, the Kuzi at the door. No? Kirida man, Kanda man, Evident Haran. Deva Buddha man, Sodado, Tawaro. Deva Buddha Mansura, 2 year Wadana, to go solution, now she preach in it, not so, no? Kata did not so a Buddha Vada in Shiramo, who did him, and not so a bar make, no? Sit down so they had it. Hello, Yasaviyama did not so up a little sheep, yeah. Lokama, would you actually count and lobby melu? Say, time a count neck pokuri, so Lokama sheet of name. To only saying, Povio now said. I don't know. Lurema, Luzoshi the Lube, Natema, not so she. Not so her. The gong on native Poguri, now said the Kupchita. Luzo Hale, Luro Lugoni, now said the Kupchita. Eddie the wall of the town, no? Eddie Mara, Yasavia, now said you, now said. Di Mara, Yasavia, pretty much Sandra, Di Mara. Yasavia like it, now said like that. And it happened to Machiro, Landa Piabi, doesn't would do and like it to Pioria. Then he had to Yasavia allow no water, daughter de Chema to go went down. Went down Yasavia to Pioria such a women season, so I'm Lojamu, Fiapipo Josam and Suram to call me at a solution to sound cheap. No? Pure Mayaro do a Timatarabo, sound cheap. Indian say boy, Porane do a decent, change her. Hello, Yasavia allow Tony the agent in the chain to a Nika and Yaran sound cheap. No? Torosore, a low sheet, low shampoo. Yasavia, they are told now to sound cheap and yet. Sound cheap, very on sound cheap, also, perhaps it be the knit charity on sound cheap. Perhaps it be the now sound cheap. Connect to sound cheap. Daughter Vidya Jena Chownelli, perhaps it be now the knit of connect to sound cheap. Connect loans work on and sound cheap and now. To lose in that check and do ya the Jaman to that. That's how we are, let me be shown based on that. No? Show me the Jema, to say the legend. To you la de, Timolo Momolo, you la de Vilua Pandusole, Nasaunia. To Yemwani, I'll show Jara, Nasauni, I'll Jani, I don't Piama Count 9 minutes to Pian Lit one. Eddie Nasaunia, Lucy Yaldon also. Been something has the Yaldon so sorry. No? Vilua Nasaunia. Edda Manapa in Nassau. Piano Domo Miao. Piano Domo Miao. I don't do 6 years, Nasonia do
ဒီရင်ခွင်ထဲကနေအောင်လျှောကြတာသူပြန်မကောက်တော့စိတ်ပြက်သွားအဲ့ဒါလို့ထီအောင်နှောက်ယှက်ခဲ့တဲ့မာရကိုလည်းပဲမြတ်စွာဘုရားကအနိုင်ရလိုက်တာဒါကြောင့်မို့လို့မ၅ပါးကိုအောင်နေဆိုတဲ့အချိန်နဲ့ဒီဘောဗုဒ္ဓမာရဆိုထည့်တာနော်နောက်တစ်ခုကဘာလို့ဆိုရင်မစ္စုသိခြင်းတရားကိုလည်းမာရလို့ခေါ်တယ်အဲ့ဒီသိခြင်းတရားကိုလည်းပဲမြတ်စွာဘုရားနောက်ဆုံးမှာဘယ်လိုအောင်လိုက်တယ်လဲလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်မရအောင်ခန္ဓာရခြင်းရဲ့အကြောင်းတရားတွေကိုဖယ်ရှားခြင်းအပြင်ခန္ဓာကိုယ်မရှိတော့ပထမကိလေသာတွေကိုချုပ်ငြိမ်းလို့ကိလေသာပြိဋိဘံကိလေသာပြိဋိဘံပြီးတော့နောက်ဆုံးမှာခန္ဓာပြိဋိဘံဆံပြီးတဲ့နောက်မှာမစ္စုဆိုတာမလာတော့ဘူးပေါ့တခါပဲသိတယ်နောက်ထပ်မသိတော့ဘူးလို့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စုမံကိုလည်းပဲအကြောင်းတရားတွေကိုဖြည့်ဆည်းတော့အပြင်အောင်လိုက်တယ်လို့ဒီလိုမံ၅ပါးကိုချိုးဖြက်အောင်မြင်ပြီးဖြစ်သောကြောင့်လည်းပဲဒီဘဂဝါလို့ခေါ်တာတဲ့ဒီလိုဆိုလို့တယ်နော်အဲ့တော့ပြန်ပြီးတော့မှတ်မယ်ဆိုရင်ပထမကပါရမီ7ပါးကိုကျင့်တရားတွေနဲ့ဘုံကံပါရမီတွေနဲ့လုံးဝပြည့်စုံသောကြောင့်ဘဂဝါနံပါတ်1ကအခုနံပါတ်2ကျတော့အဆိုးတရားတွေကိုလုံးဝဖယ်ရှားပြီးတော့မံ၅ပါးကိုချိုးဖျက်အောင်နိုင်ပြီးသားဖြစ်သောကြောင့်လည်းဘဂဝါလို့ဟောဒီလိုဒုတိယအချက်အနေနဲ့အားဖြင့်ဒီလိုမှတ်နောက်တစ်ခါကျတော့ဘဂဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံသောကြောင့်ဘဂဝါလို့ခေါ်တယ်အဲ့တော့ဘဂဆိုတဲ့စကားလုံးကဘာတွေကိုရည်ညွှန်းတယ်လဲဘဂဆိုတဲ့စကားလုံးကလောကမှာသူတို့ဒီစကားလုံးကြည်ထွင်တဲ့ပုဂ္ဂိုလ်တွေကစပြီးတော့အသုံးပြုတာဘဂဆိုတဲ့စကားလုံးကရည်ညွှန်းထားတဲ့အဓိပ္ပာယ်တွေကဘာတွေတော့ဆိုနံပါတ်1ဘဂဆိုတာဟာအုပ်စိုးနိုင်လူဖြစ်ရမယ်နံပါတ်1အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နော်နံပါတ်2ဓမ္မတဲ့အစစ်မြင့်တဲ့သဘာဝတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရနံပါတ်3ကယတကြော်သောမှုရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်4ကတိရိစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဂုဏ်စက်တည်ဖြစ်ရနံပါတ်5ကကာမလိုချင်တာတွေအကုန်ပြည့်စုံနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပြည့်စုံနိုင်တဲ့အရေးချင်းရှိရနောက်ပယတ္တဆိုတာလုံးဝဝိရိယအပြင်သူကြီးမားဆုံးသောပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုအဲ့တော့ဘဂဆိုတာဒီအရေးချင်းတွေကိုရည်ညွှန်းတာဒီအရေးချင်း6မျိုးကိုရည်ညွှန်းတယ်ဘဂဆိုတဲ့ဒီစကားလုံးကဖော်ပြတဲ့အရေးချင်းတွေဟာမြတ်စွာဘုရားမှာရှိသလားမြတ်စွာဘုရားဟာဘယ်သူတွေကိုအစိုးရနေတာလဲလို့ရေးကြရှိတယ်ပေါ့သူတို့အနေနဲ့ပြောပုံရတာတော့ဣတရိယဆိုတာသူကထာဝရဘုရားသခင်ကြီးကိုယဉ်ညွှန်းပြီးတော့လူတွေကဒီစကားလုံးကိုသုံးပုံရတယ်ဘုရားသခင်ကြီးကကဘာကြီးတစ်ခုလုံးကိုစိုးမိုးထားတယ်ဘုရားသခင်ကြီးကလောကကြီးတစ်ခုလုံးကိုဖန်ဆင်းထားတယ်ဆိုတာဒါလောကအယူဆတယ်နော်ဟုတ်တာမဟုတ်တာဘယ်သူအာမခံနော်ဘယ်သူ proof လုပ်နိုင်မလုပ်နိုင်ဘယ်သူမှ proof မလုပ်နိုင်ဘူးလေဒီကနေ့ခေတ်ရောသိပ္ပံနည်းနဲ့ရောဘုရားသခင်ကလောကကြီးကိုဖန်ဆင်းတယ်ဆိုတာ proof လုပ်လို့ရလားမရမရသည့်အတွက်ကြောင့်လောကကြီးကိုစိုးမိုးအုပ်ချုပ်ထားတယ်ဆိုတဲ့ဒီစကားလုံးဟာလောကကြီးကိုစိုးမိုးအုပ်ချုပ်တာဟုတ်သလားလို့တန်တရားဖြစ်เสียရရှိအဲ့ဒါကြောင့်မြတ်စွာဘုရားကဘဂဆိုတဲ့စိုးမိုးအုပ်ချုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုတာဘယ်လိုအနေထားအပြင်မှတ်သားရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားမှာသူ့စိတ်ကိုသူစိုးမိုးအုပ်ချုပ်တာလောကကြီးကိုစိုးမိုးအုပ်ချုပ်တာမဟုတ်ဘဲနဲ့နော်မြတ်စွာဘုရားကတက္ကစိတ်တွေဣတရိယကဲစဉ်းစားကြည့်လေဘုန်းကြီးတို့တွေငါစိတ်နဲ့ပဲပြောကြတယ်ငါစိတ်ကိုလောင်ဆန်းနေတဲ့သူများတော်မှာသူကဟိုရင်းလှုပ်လိုက်သေးတယ်ချင်းချောက်လိုက်သေးတယ်လေငါစိတ်ကိုလာမဆန်းနဲ့လို့ချင်းချောက်ကိုယ်စိတ်ကိုကိုနိုင်သလားလို့ဆိုလူတွေဟာအလုံးကိုယ်စိတ်ကိုကိုအရှုံးပေးနေကြတဲ့လူတွေကြီးပဲကိုယ်စိတ်ကိုအုပ်ချုပ်နိုင်စွမ်းရှိရလားလို့ဆိုမစွမ်းနိုင်ဘူးသူများပေါ်တော့အုပ်ချုပ်ခြင်းအုပ်ချုပ်မယ်စိတ်ကိုအုပ်ချုပ်လို့မရဘူးအုပ်ချုပ်လို့မရလို့နော်ဆူတောင်းကြသေးတယ်စိတ်သွားတိုင်းကိုပါတယ်စိတ်သွားတိုင်းကိုပါဖို့ရဆူတောင်းနေကြစိတ်ကိုသူမှမအုပ်ချုပ်နိုင်ဘူးကိုယ်စိတ်မြတ်စွာဘုရားကသူ့စိတ်ကိုသူအုပ်ချုပ်နိုင်တယ်သူနေဆိုတဲ့အတိုင်းနေရမယ်ငြိမ်ဆိုရင်ငြိမ်ရမယ်စိတ်ကိုအဲ့လိုထီအောင်ပြီးသိအောင်အုပ်ချုပ်ထားတာ
ထားကြောင့်မလို့မြတ်စွာဘုရားဟာတကယ်ဒီသူတဏ္ဍမှာရှိတဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးထားနိုင်သောကြောင့်မြတ်စွာဘုရားမှာတကယ်ကိုဘဂဝါလို့ဒီလိုဆိုလို့တယ်နော်ဣတရိယဆိုတဲ့စကားလုံးကအဲ့ဒါအစိုးရကိုယ်စိတ်ကိုအစိုးမရကြဘူးမြတ်စွာဘုရားသူ့စိတ်ကိုသူအစိုးရဓမ္မဆိုတာကြတော့သူများတွေမရှိနိုင်တဲ့ဓမ္မပါလဲဆိုမလေးပါဖူလေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားမြတ်စွာဘုရားတဏ္ဍမှာအပြည့်အဝရှိတယ်ပေါ့ဒါတစ်ခုခုနကကိုယ်စိတ်ကိုကိုယ်အုပ်ချုပ်နိုင်တယ်ဆိုတဲ့နေရာနဲ့ပတ်သက်လာပြီးတော့ဒီအချက်ကလေးတွေဖော်ပြထားတာရှိတယ်ဘယ်လောက်ထိအောင်အုပ်ချုပ်နိုင်တယ်လဲကိုယ့်ကိုကြောင်းလဲမှုပေါ်မှာစိတ်ကိုကြီးစိုးထားနိုင်တယ်လဲဆိုလို့ရှိရင်ဘုံ6ပါးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားတစ်ခုရှိနေတယ်မြတ်စွာဘုရားသူ့စိတ်အလိုဆန္ဒတွေအကုန်ပြီးတယ်အလုံးမျိုးစုံစိတ်တိုင်းကြအကုန်ဖန်ဆင်းလို့ရတယ်အဲ့ဒါကိုအနိမာလို့ခေါ်တယ်အနိမာဆိုတာဒီသေးသေးလေးဖန်ဆင်းလို့ရတယ်သူခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုသေးသေးလေးဖန်ဆင်းတယ်သေးသေးလေးဖန်ဆင်းတယ်ဆိုတော့မျက်စိနဲ့မြင်ကွင်းအောက်ကပျောက်သွားလောက်အောင်ဖန်ဆင်းနိုင်တယ်ပေါ့လုံးဝပျောက်တာတော့မဟုတ်ဘူးအဲ့ဒါဘယ်မှာသာရကပြနိုင်လို့ဆိုလို့ရှိရင်ပကပြမကြီးနဲ့တွေ့တဲ့အချိန်တုန်းကပကပြမကြီးကစိန်ခေါ်တယ်လေရသော်ဘုရားစိန်ခေါ်တယ်သူ့ကိုမြင်နိုင်စွမ်းရှိရင်သူ့ကိုရှာနိုင်ရင်ရှာပေါ့တူတူပုံတာပေါ့နော်တူတူပုံရမျိုးလို့ပေါ့နော်တူတူ hide and seek ခေါ်တာပေါ့ပုံမယ်တွေ့အောင်ရှာ hide and seek လုပ်မယ်ဆိုတော့သူကပုံတယ်ပထမပကပြမကြီးကပုံတယ်သူပုံတဲ့နေရာတိုင်းမြတ်စွာဘုရားမင်းဒီနားမှာနဲ့ဆိုပြောတော့သူပုံလို့မရဘူးအဲ့တော့မြတ်စွာဘုရားဒီခါငါလှည့်တယ်ငါပုံမယ်မင်းရှာအဲ့လိုပုံမယ်လို့ဆိုပြီးပြောပြီးတော့မြတ်စွာဘုရားလုံးဝပျောက်သွားတယ်လို့ပြောခံရမှာဆိုလို့အတန်တော့ကြားတယ်ရုပ်မမြင်အောင်လုပ်ထားနော်အဲ့လောက်ကြီးကပုံတာမြတ်စွာဘုရားအဲ့တော့ hide and seek မှာအတန်လေးကတော့ပေးနေတယ်အတန်လေးပေးရဇမားကြီးကဒေါင်းတောင်းနေအောင်ရှာတာအတန်သာကြားတာဘယ်နာမှမသိဘူးရှာလို့မရဘူးဆိုတာဘဝေဝါဟံဗယံဒိဋ္ဌဝါဘဝေသဝိဘဝေတိနံဆိုတဲ့ဒီခါတာလေးမြတ်စွာဘုရားကိုယ်တိုင်ရွတ်ပြီးတော့နေတယ်အဲ့ဒီအတန်တော့ကြားရတယ်ဘုရားကိုဘယ်တော့မှရှာလို့မရခဲ့ဘူးအဲ့ဒါပြမကိုယ်တိုင်ရှာတာလူရှာတာမဟုတ်ဘူးနော်သူအရှုံးပေးခဲ့ရတယ်ပေါ့အဲ့ဒါကိုဒီတန္တရမန္တရဝါသနာပါတဲ့လူကကိုပြောက်ခါထားဆိုပြီးအုံခံပြီးရွတ်နေကြလေတယ်နော်အုံခံပြီးတော့ရွတ်တာဟုတ်ဝါသနာပါရင်တော့လည်းရွတ်ကြည့်ပေါ့ပျောက်မပျောက်တော့မသိဘူးအဲ့ဒါကိုပြောက်ခါထားဆိုပြီးတော့ရွတ်ကြအဲ့တော့ရသော်ဘုရားရဲ့ခုနတကူတော်တွေထဲမှာအနိမာဆိုတာသေးသေးလေးဖန်ဆင်းလို့ရတယ်ကဲကြီးကျင်တပတ်ဆိုလို့ရှိရင်လေနော်ဒီအစွန်းဆက်ရှာမတွေ့လောက်အောင်ကြီးအောင်လုပ်လို့ရတယ်မဟိမာလို့ခေါ်တယ်ကြီးကျင်ရင်လည်းအများကြီးကြီးလို့ရတယ်နောက်လခိမာခန္ဓာကိုယ်ကြီးပေါ်ပွားသွားအောင်လုပ်လို့လည်းရတယ်နော်ဂရိမာခန္ဓာကိုယ်ကြီးလေးလံသွားအောင်လည်းလုပ်လို့ရတယ်ကတိမာပိန်ပိန်သေးသေးလေးလည်းဖန်ဆင်းလို့ရတယ်ဝါတဲ့လူတွေအတွက်တော့သုံးဝင်တယ်ပေါ့အဲ့ဒါဝိရှောဖို့ကောင်းတယ်ကတိမာအဲ့ဒါလို့အရေးအချင်းတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားခင်ကိုရောမြတ်ကိုဘဂဝါလို့ခေါ်တာအလုံးလုံးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟောနောက်တစ်ခုကဓမ္မဆိုတာကြတော့လောကုတ္တရာတရားတဲ့နောက်ယတဆိုတာကြတော့ကြည့်ဂုံတည်င်းဆိုတဲ့နေရာမှာကျန်တဲ့ပုဂ္ဂိုလ်တွေကဘလောက်ပဲကြော်တယ်ပြောမသိတဲ့လူတွေအများကြီးနော်တချို့ပြောတယ်နိုင်ငံကျော်တို့နိုင်ငံတွေမကဘောကျော်ကဘာကျော်သိတဲ့လူကနည်းနည်းပဲကြော်တာသူကသူကြော်တာမသိတဲ့လူတွေအများကြီးရှိနော်ဒီပြန်အောင်ပြောတဲ့တခါတော့အမေရိကန်တယောက်နဲ့တွေ့တော့ဘုန်းကြီးတို့ပြောပြတယ်မြန်မာသူကဘယ်နိုင်ငံသားတော့မေးတော့မြန်မာလို့ဆိုဘာပြောလို့ဆို unknown country အဲ့လိုပြောခံလိုက်ရတယ် unknown country လို့ပြောသွားတယ်သူလူမသိတဲ့နိုင်ငံပေါ့လေအတော်ဆိုးတဲ့လူအဲ့ဒါလိုပဲဟိုကိုယ့်ကိုခဘာကြောနေတယ်နိုင်ငံကြောနေတယ်ပြောပြီးလူမသိတဲ့လူတွေအများကြီးရှိမြတ်စွာဘုရားကျတော့အဲ့ဒါလိုလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားကျတော့သူကလောကတ္တယဗျာပကောကာမဘုံရူပဘုံအရူပဘုံလို့ဆိုရဲလောက
သို့မဟုတ်လူဘုံနတ်ဘုံဗြဟ္မဘုံဆိုတဲ့လောကအဲ့ဒီလောက၃မျိုးလုံးမှာပြန့်နှံ့ပြီးတော့ယထာဘုဇ္ဇခုနတိကတော့မမကန်ကြော်တာမဟုတ်ဘူးတချို့ကကြော်တာမတော်တာတွေအများကြီးပဲလေသူကသူကြော်ညာလို့ကြော်တာရှိသေးတယ်လေဟုတ်မဟုတ်ဘူးကြော်ညာအားကောင်းလို့ကြော်နေတာရှိမြတ်စွာဘုရားကျတော့အဲ့လိုကြော်ညာအားကောင်းလို့ကြော်တဲ့အကြော်မဟုတ်ဘူးယထာဘုဇ္ဇခုနအဓိကတော်တကယ်ကိုစစ်မှန်တဲ့ခုံကြောင့်ရလာတဲ့အတိဝိယပရိသုတ်တော်ရတော်တဲ့လုံးဝတန့်စင်တဲ့ခုံတရင်လို့ဆိုလိုတယ်အဲ့တော့မြတ်စွာဘုရားမှာဣတရိယဓမ္မယတဆိုတဲ့ဘုန်းတော်ဟာလည်းပဲအဓမ္မကြီးမားတဲ့ဘုန်းတော်ကဘာအနတ်နော်လူသားတွေအတိုင်းဝိုင်းနေမကဘူးနတ်တွေအတိုင်းဝိုင်းဗြဟ္မာတွေအတိုင်းဝိုင်းထိအောင်မြတ်စွာဘုရားကိုအလုံးကသိချတယ်သိမှာပေါ့ဒီစัจ java လာတယ်မဟုတ်ဘူးလေဒီစัจ java လာတယ်မဟုတ်ဘူးမြတ်စွာဘုရားကဒီစัจ java လာဂရေတသိန်းကလာတဲ့နတ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံထားကြတယ်အဲ့တော့ဒီစัจ java လာတစ်ခုတည်းတင်ကြော်တာမဟုတ်ဘူးမြတ်စွာဘုရားကိုနာမည်ပြရင်တော့စัจ java လာကြော်လို့နာမည်ပြရမယ်ထင်တယ်ကဘာကြော်တော့မဟုတ်စัจ java လာအားလုံးကသိတဲ့ပုဂ္ဂိုလ်တူဟာမြတ်စွာဘုရားပဲဖြစ်တယ်ဒါကြောင့်မို့ယတဘုံကုံဟာလည်းသူများကြော်တာနဲ့မတူဘူးလို့ဒီလိုပြောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဒီတိရိစက်တိရှိတာနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်အေးလူတွေကပြောကြတယ်ဒီပုဂ္ဂိုလ်ကြည့်လိုက်ရတာစက်တိရှိလိုက်တာယောဂစက်တိရှိတယ်ဝဇ္ဇဆေစက်တိရှိတယ်နဲ့ပြောကြအဲ့ဒီမှာစက်တိဆိုတာလူတိုင်းမှာပြည့်စုံနေမှာပြည့်စုံမှာပေါ့နော်စက်တိမရှိဘူးရှိအောင်လှုပ်ထားချို့ကြတော့မျက်နှာတောင်ပေါင်းတင်ထားသေးတယ်လေစက်တိပူရှိလားမလားလို့လှုပ်ကြတာပေါ့အမျိုးစုံလှုပ်ကြတာမြတ်စွာဘုရားကျတော့အဲ့လိုပေါင်းတင်ကြရမှမလိုတာသူကြတော့ငကိုစက်တိရရှိတော့ရူပကာယဓတ္တနာဖြာဝတ္တသနနေယနပတာဒသနနသမထတဲ့အလှအပကိုကြည့်ဖို့အားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်စိတ်တိုင်းကြအောင်လှတဲ့အလှမြတ်စွာဘုရားမှာသာရှိတယ်လို့ဒီလိုဆိုနော်ရူပကာယမြတ်စွာဘုရားရဲ့ရုပ်အဆင်းဟာဘယ်နေရာကကြည့်ဘယ်ဟာကိုပဲကြည့်လက်ချောင်းကြည့်မလားမျက်နှာကြည့်မလားနှာခေါင်းကြည့်မလားပဲအသေးစိတ်ဘယ်ဟာကိုပဲကြည့်လောကလူတွေအလှပရှာကြည့်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေရဲ့မျက်စိပတာဒကိုဖြစ်ပွားစေနိုင်တယ်တဲ့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ရင်ကအစိတ်ပိုင်းတွေအားလုံးဟာပြည့်ပြည့်စုံစုံจิตတည်ရှိလို့သိပြီဆိုတဲ့ဘုန်းတော်တွေရတယ်ဒါပကဝါလို့ခေါ်တာတဲ့ထွတ်ထိပ်ရောက်ပုံကိုပြောပြဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ပယတ္တကာမဆိုတာလူရင်ဆန္ဒမြတ်စွာဘုရားဟာလူရင်ဆန္ဒမှန်သမျှကိုယ်အကျိုးစီးပွားလှုပ်ချင်တာလားသူများအကျိုးစီးပွားကိုလှုပ်ချင်တာလားဘယ်အရာကိုပဲလှုပ်ချင်မြတ်စွာဘုရားမှာအောင်မြင်မှုတွေအများကြီးရတယ်လို့သူတို့ဆိုတာဘယ်ကိစ္စဖြင့်အတ္တဟိတဖြင့်မအောင်မြင်မှုရှုံးပေးလိုက်ရတယ်ပရဟိတကိစ္စလုပ်တဲ့နေရာမှာလည်းပဲမအောင်မြင်လိုက်ဘူးလို့ဆိုတာမျိုးတစ်ခုမှမရှိဘူးမြတ်စွာဘုရားဒီလှုပ်တဲ့လှုပ်လိုက်တာလှုပ်လိုက်တာမှန်တယ်များအားလုံးအကျိုးပြည့်စည်တာဖြစ်သောကြောင့်ကာမတဲ့ပြည့်စုံလုံးလောက်တဲ့အကျိုးကိုရရှိတယ်လို့ဒီအဓိပ္ပာယ်နဲ့ပကဆိုတဲ့ဂုဏ်ရည်ချင်းတစ်ခုနဲ့ပြည့်စုံတယ်လို့ဒီလိုဆိုလိုတာနောက်တစ်ခါပယတ္တလို့ဆိုတဲ့အခါကျတော့ဘာလို့သဗ္ဗလောကဂရုဘာဝပတ္တိဟေတုဘုဒ္ဓောတလောကလုံးကလေးစားလောက်တဲ့အကြောင်းတရားဖြစ်တယ်တမ္မာဝါယာမသင်္ခါတော့ပယတ္တောမမှန်ကန်ကြိုးစားတဲ့နေရာမှာရသော်ဘုရားလုံးလုံးဝဝိရိယကောင်းတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘာသာရေးခေါင်းဆောင်တွေထဲမှာရသော်ဘုရားကဘာမှာအလုံးလုံးဆုံးလို့ပြောနော်ကဘာမှာအလုံးလုံးဆုံးဘယ်လိုလုံးနိုင်မလဲမြတ်စွာဘုရားလားမြတ်စွာဘုရားဟာနေ့မှလည်းတနေ့ကုန်အလုံးလုံးတယ်ပြောမယ်ဆိုရင်ညနေပိုင်းနေ့လယ်ပိုင်းနှစ်ချိန်ညပိုင်းရောက်တဲ့အခါကျတော့ပထမယံလူတွေယဟန်တွေတရားဟောတယ်မစ္စည်းမယံရောက်တော့နတ်တွေပြမာတွေတရားဟောတယ်ပစ္စည်းမယံလေးပါနားနေအိပ်ဆက်တဲ့အချိန်လေးက2 နာရီတောင်မပြည့်ဘူးမြတ်စွာဘုရားအခုခေတ်ဆရာဝန်တွေကတော့ပြောကြလိမ့်မယ်7 နာရီမအိပ်ရင်မဝဘူးဆိုတော့ဟုတ်မှာပေါ့အိပ်ကြီးတဲ့လူတွေကတော့7 နာရီအိပ်မှဝမှာနော်ကျမကြီးထိခိုက်တယ်လို့ပြောမယ်မြတ်စွာဘုရားကတော့မဟုတ်ဘူး2 နာရီတောင်ပြည့်အောင်မအိပ်ဘူးဘုရားအလုံးလုံးနေတာ
မနေ့ကျတော့လေအစိုးကြီးထားပြီးတော့မြတ်စွာဘုရားလောကကြီးတရားတွေကိုကြည့်ပြီးတော့ဘယ်တရားဘယ်အခြေအနေရှိတယ်ဘယ်သူကိုနားလည်အောင်ပြောရမယ်ဆိုတာလေလောကကြီးမနေ့အချိန်မှာတစ်ချိန်ကြည့်တယ်ညနေမှာတစ်ချိန်ကြည့်တယ်တနေ့ကိုနှစ်ချိန်ပုံမှန်အလုပ်လုပ်ပြီးတော့ကြည့်ဘုရားမှာနားတဲ့အားတဲ့အချိန်မရှိဘူးတဲ့အလုံးလုံးဆုံးပုဂ္ဂိုလ်ဟာကိုမြတ်စွာဘုရားပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အများလေးစားလောက်အောင်အလုပ်ကြိုးစားခဲ့တဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းပဲဘဂဝါဆိုတဲ့ခုံကိုထိုက်တန်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါကိုပြောတာဘုရားဘာသာဝင်တွေသိကြလိမ့်မယ်သောဘဂဝါဘုန်းတော်ကြီးမှာထိုရှင်တော်မြတ်ဘုရားသည်ဣတိပိဣတရိယဓမ္မယတသိရိကာမပယတ္တအပြာဘုံ6ပါးနဲ့ထူးခြားကုန်လုံးပြည့်စုံပေတတ်ဤအကြောင်းတကကြောင့်လဲဘဂဝါဆိုတဲ့ခုံတော်ကြီးနဲ့ထင်ပေါ်ကြော်ကြားပါပေတယ်လို့အချောင်ရတဲ့ခုံကြီးချင်းတော့မဟုတ်ဘူးသူများတဲ့ကြီးမားထူးချွန်တဲ့ခုံကြီးတွေနဲ့မြတ်စွာဘုရားဟာပြည့်စုံခဲ့တာဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်ကဲကောင်းပြီနောက်တစ်ခုပြောမှာတော့ဝိပတ္တဝါဆိုတဲ့စကားလုံးအဓိပ္ပာယ်နဲ့ပြောတယ်တရားဓမ္မတွေကိုဟောပြောတဲ့အခါမှာမြတ်စွာဘုရားအသေးစိတ်ဝေဖန်ပြီးတော့ခွဲခြားဟောပြောတယ်လုံးပြီးတော့မဟောဘူးအသေးစိတ်ဝေဖန်ခွဲခြားအသေးစိတ်ဝေဖန်ခွဲခြားတာကိုသိကျင်လို့ရှိရင်အဘိဓမ္မာ9ချမ်းကိုလေ့လာလိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့ analyze လုပ်တာဘယ်လောက်သိချတယ်ဆိုတာစဉ်းစားတာကြည့်တယ်လောကလူတွေကရေဆိုတာဘာလဲဆို water ဆိုပြီး H2O ပဲ3မျိုးပဲခွဲတယ်မြတ်စွာဘုရားကရေဆိုတဲ့အထဲမှာကြည့်10မျိုးခွဲပြထားတာเนาะအဲ့တော့ဘုရားလောက်အသေးစိတ်တာလောကမှာမရှိဘူးအလုံးအသေးစိတ်ကြီးခွဲခြားဟောပြောနိုင်တာဖြစ်သောကြောင့်လဲဘဂဝါလို့ဒီလိုခေါ်ပါတယ်လို့အဓိပ္ပာယ်ရှင်းပြနောက်တစ်ခါကျတော့ဒီလိုရည်ချင်းတွေနဲ့ပြည့်စုံပြီးတော့ကိုသိတဲ့တရားတွေကိုအသုံးချသလားတချို့ကြတော့ကိုသိတဲ့တရားတွေကိုရထားတဲ့တရားတွေကိုအသုံးချခြင်းမှချတာဟုတ်လောကမှာပစ္စည်းရှိတိုင်းကိုသုံးတာမှမဟုတ်ဘူးမြတ်စွာဘုရားကျတော့နေ့စဉ်နဲ့အမျှဗြဟ္မဝိဟာရတရားတွေမေတ္တာတို့ကရုဏာတို့မုရိတာတို့သံတရားတွေတို့တမဘာတရားတွေတို့ရတာကိုနေ့စဉ်နဲ့အမျှအသုံးချဘုရားဘယ်လောက်ထိအောင်တမဘတ်ကိုအသုံးချတယ်လဲလို့ဆိုရင်တရားတွေကိုတရားဟောနေတဲ့အချိန်မှာတရားတွေကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တာဓုနဲ့ခေါ်နေတဲ့အချိန်လေးမှတော့မှပဲတမဘတ်ဝင်စားလိုက်တယ်စက္ကန့်တိုင်းလေးနဲ့အဲ့လောက်ထိအောင်ကိုအချိန်ကိုအာမပေးပဲနဲ့ကိုလုံးတဲ့ကိုရထားတဲ့တရားဓုပေါ်မှာဒီအသုံးချတာဖြစ်သောကြောင့်မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တယ်ဟောနောက်ဆုံးတစ်ခုကျတော့ဘာလို့ဆိုတော့ဘဝေတုဝန္တကမနောဘုန်းကြီးတို့တွေဘဝတဘဝကနေတဘဝနော်ဟိုဘဝကနေဒီဘဝအဲ့ဒီလိုဘဝခရီးကြီးကိုရှောင်လန်းနေတာဘယ်သူကြောင့်ရှောင်လန်းနေရတာတော့တကယ်တော့ဘဝခရီးကိုဘယ်သူကရှောင်လန်းစေတာတော့လို့မေးလို့ရှိရင်တဏှာပဲတွေ့တာမှုဆိုတဲ့ဒီတဏှာရဲ့စွမ်းအားနဲ့လူတွေဟာတဏှာကနေပြီးတော့ဥဆောင်ပြီးတော့ကံတရားတွေကိုဖန်တီးခိုင်းတယ်အဝိဇ္ဇာကနေပြီးတော့အမှန်တရားကိုမသိအောင်ကာကွယ်ပေးထားတယ်တဏှာကရှေ့ဆောင်ရှေ့ပြလုပ်ပြီးတော့ကံတရားတွေကမျိုးစေ့ချပေးနေတယ်ဒါကြောင့်မို့ဘဝတစ်ခုဟာဒီဘဝပြောင်းသွားလဲဟိုဘဝပေါ်လာလဲဟိုဘဝပြောင်းသွားလဲနောက်ဘဝပေါ်လာလိုက်နဲ့ဘဝတွေဒီမဆုံးနိုင်အောင်ဘဝခရီးကြီးကိုရှောက်လန်းနေကြမြတ်စွာဘုရားကြတော့အဲ့ဒီမဆုံးနိုင်တဲ့ဘဝခရီးကြီးကိုဆောင်ကျင်းနေတဲ့တဏှာဆိုတဲ့ရှေ့ပြေးကိုဖယ်ရှားပစ်လိုက်ပြီအဲ့ဒီတဏှာဆိုတဲ့ရှေ့ပြေးကိုအန်ထုတ်ပစ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်နဲ့ဘဂဝါဘဝေတုဝန္တကမနောဘဝတွေမှာဒီထွေးအံအပြည့်တဲ့တဏှာဆိုတဲ့ဒီရှေ့ဆောင်ရှိတယ်ရှေ့ဆောင်ကိုထွေးအံဖြည့်ဆည်းပစ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်နဲ့လေမြတ်စွာဘုရားကိုဘဂဝါဆိုတဲ့အဓိပ္ပာယ်နဲ့ဖွင့်ဆိုထားတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဘဂဝါခုံတော်ဆိုဒီမှာအင်တာမလေးနဲ့တဲ့ပြည့်စုံတဲ့ဒီလိုအရေးချင်းတွေကိုရည်ညွှန်းပြီးတော့ခေါ်တာဖြစ်တယ်နံပါတ်1မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တာဟာပါရမီတွေအပြည့်အဝကျင့်သုံးပြီးဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နော်နံပါတ်2ဘာကြောင့်ဘဂဝါခေါ်တော့ဆိုအဆိုးတရားတွေအလုံးကိုဖယ်ရှားချိုးနှိမ်ပြီးဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နံပါတ်3ကျတော့
အမတမစွမ်းရည်ပြည့်ဝတဲ့ဣတရိယဓမ္မယတသီရိကာမပယတ္တဆိုတဲ့အရည်ချင်းတွေနဲ့ပြည့်စုံသောကြောင့်လဲဘဂဝါလို့ခေါ်တယ်ဟောဒီလိုဆိုလို့ရတယ်နောက်တစ်ခါနံပါတ်၄ကျတော့တရားဓမ္မတွေကိုပြည့်ပြည့်ဝဝနဲ့ခွဲခြားစိတ်ဖြာပြီးဟောကြားတတ်သောကြောင့်လဲဘဂဝါလို့ခေါ်တယ်နောက်နံပါတ်6နံပါတ်5အနေနဲ့ကြတော့ဘာလို့ဆိုရင်ဒီမိမိရရှိထားတဲ့တရားဓမ္မတွေကိုအမြဲတမ်းအသုံးပြုနေတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်လဲဘဂဝါလို့ခေါ်တယ်နောက်ဆုံးနံပါတ်6ကျတော့ဘဝကိုရှေ့ဆောင်ရှေ့ရွက်လုံနေတဲ့တဏှာဆိုတဲ့အဆိုးတရားကိုဖယ်ရှားထွေးအံပြီးဖြစ်သောကြောင့်လဲဘဂဝါလို့ခေါ်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဘဂဝါရဲ့အဓိပ္ပာယ်တွေကိုဖွင့်ဆိုထားတာဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနေနဲ့ဘုရားမြတ်စွာရဲ့ဘဂဝါဂုဏ်တော်တွေကိုအာရုံပြုပြီးတော့တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဒီလိုရည်ချင်းနေရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပြည်တယ်လို့ဆိုတာကိုသိရှိနားလည်ပြီးတရားတရားဖြစ်ပွားပြီးမြတ်ဗုဒ္ဓရဲ့ခုံတော်တွေကိုမိမိတို့ရဲ့ယင်ထဲနှလုံးထဲရောက်အောင်ကျင့်ဆောင်ခြင်းအားဖြင့်မိမိတို့ဘဝမှာလည်းပဲလေးစားဖွယ်အရည်ချင်းတွေရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း